မင်္ဂလာပါမမမိမိခါရအပူအဲရူအန်တရီကိုယူမြန်မာလူဒိတ်ပဲလေးနဲ့ရှင်းလင်းထားပေးပါတယ်အခုတစ်ခေါက်ကတော့စာမျက်နှာ126ကနေ129နံပါတ်981ကနေ990အထိပဲဖြစ်ပါတယ်ကိုယာကူဟာတီဂျူအချီဘန်ကတခုပဲစွနာကထူးခြားသော special ဖြစ်တာကိုပြောတာပါအချီဘန်နေနဲ့ခါနိုဂျိုနီဝအုံကခုကတော့してのတခုပဲစွနာဆိုင်နိုကအာရုခါနိုဂျိုနီဝကောင်မလေးကတော့အုံကခုကဆိုတော့တိကိတာပညာရှင်တိုရှတဲ့အနေနဲ့တခုပဲစွနာထူးခြားတဲ့ဆိုင်နိုပါရမီကအာရုရှိပါတယ်တဲ့အဲ့တော့ကောင်မလေးကတိဂီတပညာရှင်တယောက်အနေနဲ့ထူးခြားတဲ့ပါရမီကိုပိုင်ဆိုင်ထားပါတယ်လို့ပြောတာပါအဲ့တော့ခါနိုဂျောနီဝအုံကကူကာတိုရှတဲ့နော်တခုပဲစွနာဆိုင်နိုကအာရုနိဗ္ဗာန်နေနဲ့ဆိုလို့ရှိရင်တော့ကိုကာခုအီဝိုင်းနီဟာဟာကတခုပဲစွနိကိုချီဆိုဥစခုတဲ့ခူရတာကိုကာခုဆမောအောင်နာတဲ့အီဝိုင်းကွန်ပျူတာအနေနဲ့ပေါ့နော်ဟာဟာကဆိုတော့အမေကတခုပဲစွနိအထူးတစ်ဖြစ်ပါလုပ်ပေးခဲ့တယ်လဲဆိုရင်ကိုချီဆိုဥစခုတဲ့ခူရတာဆိုတော့ကျုံမွေးပြုစုခဲ့တယ်လို့ပြောတော့အဲ့တော့သူကဆမောအောင်နာတကြောင်လို့သူ့အမေကကွန်ပျူတာပါတီတစ်ခုလုပ်ပေးခဲ့တယ်ချက်ပြကျွေးမွေးခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာပါအဲ့တော့ကိုကာခုအီဝိုင်းနီဟာဟာကတခုပဲစွနိကိုချီဆိုဥစခုတဲ့ခူရတာအဲ့တော့ကြောင့်ကကြတော့ဝါကာမမနာဟီတိုဝ自分だけは特別だと思っていることが多いတဲ့ဝါကမမနာဆိုတကူကောင်းဆန်တဲ့ဟိတူတူကတော့လေတဲ့ဂျီဘွန်းတခေဝကိုတိုင်းတယောက်ကပဲတကူပဲဆိုတာအထူးအခွင့်ဒူးခံလူရန်စားပေါ့နော်ကိုပဲ special ဆိုပြီးတော့မှတော့အမတ်တဲ့ဤသူဆိုလို့တွေးထားတာကတော့ခို့တူကအိုးအဲ့လိုတွေးတာတွေကတော့များပါတယ်တဲ့တကူကောင်းဆန်တဲ့လူကတော့ငါသားလေးအရေးကြီးဆုံးငါသားလေးနံပါတ်1ငါကဆိုရယ် special ဖြစ်တယ်ဆိုပြီးတော့မှအဲ့လိုမျိုးတွေးရဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ဘာကမမနာဟိတိုဝဂျီဘွန်းတခေဝတကူပဲဆိုတာတော့အမတ်တဲ့ဤသူခို့တူကအိုးနိဗ္ဗာန်လေးနဲ့ဆိုလို့ရှိရင်တော့သူကဖူကူရှိပေါ့နော်ဖူကူရှိကကြတော့adverb အနေနဲ့ပေါ့နော်ကရိယာဝိသေသနာအနေနဲ့ပြောတာသူကဒီမှာတခုပဲဆိုတော့ထူးခြားမှုပေါ့နော်အဲ့တော့ခိုတိုရှိနိုဖူယူကအဆမွေကကျောဝတခုပဲဆိုဆာမွေခိုတိုရှိနိုဒီနေ့ရဲ့ဖူယူစောင်းရင်းကလေးတဲ့ဆာမွေကဘယ်လိုပြောရမလဲချမ်းနေဆိုပေမဲ့လေကျောဝဒီနေ့ကတော့နော်တခုပဲဆိုအထူးတစ်ဖြစ်ကိုစောင်းမှုကြီးချင်းနေဆိုတော့ဒီနေ့စောင်းရင်းကတော့အေးတယ်ကွာဒါပေမဲ့ဒီနေ့ကတော့အေးဆုံးပဲဆိုတဲ့ပုံစံမျိုးပြောတာပါအားကြောင့်မလို့ခိုတိုရှိနိုဖူယူကစောင်းမှုကြီးကကျောဝတခုပဲဆိုစောင်းမှုကြီးနောက်တော့ read ကိုနေရဆိုလို့ရှိရင်တော့နိဗ္ဗာန်နေနဲ့တခုနိဆိုတော့အထူးတစ်ဖြစ်ဆိုတဲ့ပုံစံမျိုးကိုပြောတာပါဟပ်ပြကုခေါ်ချူကျူဘမှာတစ်ခေါက်ပြန်လေ့လာပါမယ်ခေါ်ရခုဟာတီကျူနိဗ္ဗာန်ကခန်းစနာကပြီးပြည့်စုံတော့လုံးဝပြီးမြောက်သွားပြီဆိုတဲ့အဓိပ္ပာယ်မှာသုံးပါတယ်အချိပန်အနေနဲ့ဘယ်လိုသုံးထားသလဲဆိုလို့ရှိရင်ဆုချီနောနာကခါတာခိုတိုင်းနောဥစောဝကခန်းစနာခတာချီတဲ့တဲခိတာဆုချီမြေကြီးနော့နာကခါတာမြေကြီးထဲကနေပြီးတော့မှခိုတိုင်းဆိုတော့ဟိုးလွန်ခဲ့တယ်ပေါ့နော်ရှစ်ခေရဲ့ဘာလဲဆိုလို့ရှိရင်ဥစောဝဆိုတော့ထဲ့စရာကျူကွက်ကိုပြောတာနော်ကခန်းစနာဆိုတော့လုံးဝပြီးပြည့်စုံစွာနဲ့ဘာလို့ပုံစံမျိုးလဲဆိုရင်ခတာချီတဲ့ဆိုတော့မကွဲမပြတ်ပဲနဲ့လုံးဝအကျွေးကွက်လေးအကျွေးကွက်လေးအတိုင်းပဲဒဲတဲ့ခီတာဆိုတော့ထပ်ပေါ်လာခဲ့တယ်ဆိုတော့ရှေးဟောင်းသူသေသနာပညာရှင်တွေကမြေကြီးထဲမှာနေပြီးတော့အကျွေးကွက်ကိုရှာဖို့တရှိခဲ့ဆိုတဲ့တုံးကိုတုံးတာပါအဲ့တော့ဆုချီနိုနာကခါရခိုတိုင်းနောဥဆိုဝါကခန်းစနာခတာချီတဲ့ဒဲတဲ့ခီတာနောက်တစ်ချောင်းကတော့ဂျွန်ဘီဝါခန်းစန်တတနော်နိခက်ကာဝယောခုနာခတာဂျွန်ဘီဝါကျိုတင်လေ့ကျင့်ထားတာတွေပြင်ဆင်ထားတာတွေကခန်းစန်တတနော်နိတေးစချာကိုပြင်ဆင်ခဲ့တာတောင်မှပဲခက်ကာဝဆိုတော့ရလက်ကတော့ယောခုနာခတာဆိုတော့မကောင်းခဲ့ဘူးပေါ့နော်ယောခုနိုင်ဆိုတော့နာခတာလို့ဆိုတဲ့အသုံးနဲ့သုံးလိုက်တာပါအဲ့တော့ဂျွန်ဘီဝါခန်းစန်တတနော်နိခက်ကာဝယောခုနာခတာတိုက်ကြီးကိုအနေနဲ့ဆိုလို့ရှိရင်เนาะ full consonant ဆိုလို့ရှိရင်မပြီးပြည့်စုံသေးဘူးမအောင်မြင်ဘူးဆိုတဲ့အဓိပ္ပာယ်မှာသုံးပါတယ်မိဘအနေနဲ့ရှီယာယူကဝတရှိတာချီနို consonant ရှောရီတတရှီယာယူကပြိုင်ပွဲကတော့ဝတရှိတာချီနိုကျွန်တော်တို့ရဲ့ consonant လုံးဝပြီးပြည့်စုံနေပါလဲဆိုလို့ရှိရင်ရှောရီအောင်မြင်မှုပေါ့เนาะအနိုင်ရမှုတတဖြစ်ခဲ့ပါတယ်ဆိုတော့ကိုရီပြိုင်လိုက်တဲ့အချိန်မှာအဲ့ပြိုင်ပွဲကကိုရီအတွက်အောင်မြင်မှုတွေစုကူးပြီးတဲ့ပြိုင်ပွဲပေါ့เนาะအဲ့လိုပုံစံမျိုးသုံးတာပါနောက်တစ်ချောင်းကတော့ဂျစ်ကန်ဝခန်းစနိရှစ်ပိုင်းတဲ့ရှိမတာဂျစ်ကန်ဆိုတာကကျတော့လေးလာစမ်းသက်တာပေါ့နော်အဲ့လိုစမ်းသက်မှုကတဲ့ခန်းစနိလုံးလုံးဝကိုရှစ်ပိုင်းရှုံးနေရှိတဲ့ရှိမတာဆိုတော့ရှုံးနေခဲ့ပါတယ်ပေါ့နော်တခုခုကိုလေးလာတာဒါမှမဟုတ်စမ်းသက်နေမှာပေါ့အဲ့ဒါကတော့လုံးဝပြီးပြည့်စုံသွားတာဖြစ်သွားတယ်လဲဆိုလို့ရှိရင်ပျက်စီးသွားတယ်ရှုံးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့ဂျစ်ကန်ဝခန်းစနိရှစ်ပိုင်းတဲ့ရှိမတာ
ကိုရခုဟာကျူးဆမ်ဘန်ကစာကန်နာကပေါများတယ်ကြွယ်ဝတယ်စီပင်ထုံးကားတယ်ဖွံ့ဖြိုးတိုးတက်လာတယ်အဲ့လိုနေရာမျိုးတွေမှာသုံးပါတယ်အချီပန်နေနဲ့ဆိုလို့ရှိရင်တော့ဝါတာချီနော့ဖူရူဆာတိုဝနိုဂျောကစာကန်တာဝါတာရှိနော့ကျွန်တော်ရဲ့ဖူရူဆာတိုမွေးရမြေကတော့နိုဂျောလေယာစိုက်ပျိုးရေးကစာကန်တာဆိုတော့လေယာစိုက်ပျိုးရေးမှာနဲ့တိုးတက်နေပြီးတော့လေယာစိုက်ပျိုးရေးကထုံးကားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတာပါနောက်ကြောင်းကတော့နီဟွန်တဲ့ခိုင်ကလျောကူကစာကန်နိနတနောဟာချီကျူနန်တိုင်တာနီဟွန်တဲ့ဂျပန်မှာလေခိုင်ကလျောကူဆိုတော့နိုင်ငံခြားကိုခရီးထွက်တာကတဲ့စာကန်နိနတနောအရန်ကိုခက်စားလာတာစပြီးတော့ဖွံ့ဖြိုးထိုးတက်လာတာကတော့တဲ့ဟာချီကျူနန်တိုင်တာဆိုတော့80ခုနှစ်နောက်ပိုင်းနေပေါ့နော်80ခုနှစ်နောက်ပိုင်းမှာစပြီးတော့နိုင်ငံခြားကိုခရီးထွက်လာတွေကစပြီးတော့ထုံးကားလာတဲ့အရင်ပေါ်ပေါက်လာတဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့လေနောက်တစ်ကြောင်းကကြတော့ခန်ခရခုကခါရှူနီစာကန်နာဟာခုရှိကိုအခုတာခန်ခရခုဆိုတော့ကတော့ပရိသတ်တွေပေါ့နော်သူတို့တွေကဘသူ့ကိုလဲခါရှုအဆိုတော်ကိုလေစကန်နာဆိုတော့ကြီးမားကျယ်လောင်တဲ့ဟာခုရှုလက်ခုပ်ကိုအခုတပေးဖို့ခဲ့ရဆိုတာတဲ့လက်ခုပ်တီးခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာပါအဲ့တော့ခန်ခရခုကခါရှုနီစကန်နာဟာခုရှုကိုအခုတနိဗ္ဗာန်နေနဲ့ဆိုလို့ရှိရင်တော့ဤမှာအခုကတော့တဲ့ဂရုဘာရုကတိုယူခုတုကစကန်နိဤဝရတဲ့ဤတူတယ်အခုပေါ့နော်ဂလိုဘာလူဆိုတာကကျတော့ globalization ပေါ့နော်ကာဆိုတော့ globalization ကမ္ဘာနဲ့အညီပေါ့နော်အဲ့လိုမျိုးပုံစံကတိုယူခုတုကအဲ့လိုမျိုးစကားကပေါ့နော်စကန်နိအရန်ကိုမှကိုဤဝရတဲ့ဤတူဆိုတော့ပြောလေးရှိကြရပေါ့နော်ဝရတဲ့ဤတူဆိုတော့အခုကတော့ globalization ခေတ်ဆိုပြီးတော့အရန်ကိုတွင်ကြဲကြဲတွေသုံးလုံးနေရဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်ကြောင်ကတော့စိုက်ခင်ဒိုင်ကကုတဲ့ဝခိုကိုင်ခိုစာကစာကန်နိဟီရာခါတဲ့တူယောနိနတ္တစိုက်ခင်အခုတလောဒိုင်ကကုတဲ့ဆိုတော့တက္ကသိုလ်တွေမှာတဲ့ခိုကိုင်ခိုစာဆိုတာကဘာကိုပြောရလဲဆိုလို့ရှိရင် public နဲ့ဆိုင်တဲ့ lecture ပေါ့နော် public နဲ့ဆိုင်တဲ့အဲ့အတန်းပေါ့နော်အဲ့အတန်းကြီးရဦးတဲ့စာကန်နိအရန်ကိုတွင်ကြဲဖို့ဘာလို့လာလဲဆိုလို့ရှိရင်ဟီကာလာလေတူယောနိနတ္တဖွင့်လှစ်လာခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့တက္ကသိုလ်တွေမှာpublic နဲ့ဆိုင်တဲ့ lecture အတန်းတွေကိုတွင်ကြဲဖွင့်လှစ်လာခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါကိုရခုဟာဂျီဂျူယွန်ဘန်ကစာမနာကအမျိုးသောဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့အင်တာနက်တို့ခါရစာမနာဂျိုဟိုကအဲ့ဒါလေးအင်တာနက်တို့ခါရအင်တာနက်ကနေပြီးတော့မှစာမနာအမျိုးသောဂျိုဟိုသတင်းအချက်လက်တွေကအဲ့ဒါလေးတို့ရရှိခဲ့ပါတယ်このガラスは光の当たり方で様々な色が変わる。このガラスはဒီဖန်ကတော့လေတဲ့ဟီကာရီဆိုတာကအလင်းရောင်ပြောတာเนาะဟီကာရီနော်အတာရီခတာတဲ့ဆိုတော့အလင်းရောင်ထိတဲ့ပုံမှာကြာရောက်တဲ့ပုံမူတည်ပြီးတော့မှစာမနာအမျိုးတော့ဤတို့အယောင်ကခါဝါတို့ပြောင်းလဲပါတယ်ဆိုတော့เนาะအဲ့လိုမျိုးဟိုဟာစိန်ပွင့်နေတွေကြောက်ပွင့်နေတွေဆိုလို့ရှိရင်အလင်းရောင်မူတည်ပြီးအယောင်တွေဖြည့်လက်တယ်ပေါ့เนาะစိန်ဆိုရင်တော့အဖြူရောင်ပဲဆိုပေမဲ့တခြားဖန်နေဆိုလို့ရှိရင်အယောင်တွေကအယောင်စင်ဖြားတယ်အမျိုးဖြားထွက်တယ်ပေါ့เนาะအဲ့လိုမျိုးအဓိပ္ပာယ်နဲ့သူကပြောတာပါ何を幸せと思うかは人によって様々だ。何をဘာကို幸せဆိုတော့ပျော်ရွှင်ရတယ်လေလို့ဆိုပြီးတော့တွေးထားတာကတော့တဲ့ဟီတိုနီရွတ်တဲ့လူပေါ်လိုက်ပြီးတော့မှဆမတာအမျိုးပါပဲတဲ့အဲ့တော့ဘယ်ဟာကကိုယ့်အတွက်ပျော်ရွှင်စေလဲဆိုတာမျိုးတွေးတာကတော့လူပေါ်လိုက်ပြီးတော့မှအမျိုးပဲရှိရဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့အနနီယိုရှေဝါစေတုအမုံကပါဟီတိုနီရွတ်တဲ့ဆမတာနောက်တော့ဒီမှာအီရိုနာကကြတော့သူကအမျိုးပဲကိုပဲပြောတာပါဒီမှာအီရိုနာလည်းအမျိုးပဲဆမနာလည်းအမျိုးပဲဆိုတော့ဆမနာကဘာလဲဆိုလို့ရှိရင် business သုံးနေ formal သုံးတဲ့နေရာမှာသုံးနေရေးတဲ့ခက်တာတွေမှာသုံးတာများတယ်ပေါ့နော်အီရိုနာကဒီတိုင်းပဲအရက်စကားဒီတိုင်းပဲစကားပြောတဲ့နေရာမှာသုံးတဲ့အသုံးကိုများပါတယ်ကိုရကိုဟာတီကျူကောပန်ကခါနိုနာကဖြစ်နိုင်တော့ဘူးပြောတာပါအဲ့တော့ခါကာကူကရှင်ဘုရှ်တဲ့အီမပတ်တဲ့ဖူခါနိုဒတာခုတုမိုခါနိုနီနတာခါကာကူဆိုတာသိပ္ပံပညာကအရှင်ဘုရှ်တဲ့တိုးတက်နေပြီးတော့မှအီမမတဲ့အခုလက်ရှိဖူခါနိုမဖြစ်နိုင်ဘူးဒတာမဖြစ်နိုင်ဘူးဆိုတဲ့ခုတုကိစ္စတွေမို့တောင်မှပဲအဲ့တော့မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စတွေတောင်မှပဲခါနိုဖြစ်နိုင်နိနတာလာဖြစ်လာခဲ့ဆိုတဲ့ခါကျတော့သိပ္ပံပညာကတိုးတက်လာတဲ့အတွက်ကြောင့်လို့ဖြစ်နိုင်မှုဆိုတဲ့ကိစ္စတွေကတော့အခုဖြစ်လာတယ်ဆိုတော့အဓိပ္ပာယ်မျိုးကိုသုံးခဲ့တာပါအဲ့တော့ခါကာကူကရှင်ဘုရှ်တဲ့အီမမတဲ့ဖူခါနိုဒတာခုတုမိုခါနိုနီနတာこの成績なら希望の大学に合格することは十分可能だ。この成績ဒီရလက်အမှတ်စင်းနေနဲ့ဆိုလို့ရှိရင်တော့ခီဘိုနိုဒိုင်ကခုနီမျောလင့်ထားတဲ့တက္ကသိုလ်မှာဂိုခါခုစုရုအောင်မြင်ဖို့ခုတုကိစ္စကတော့ဂျူးပွန်လုံးလောက်ကိုခါနိုဒဖြစ်နိုင်ပါတယ်တဲ့အဲ့တော့ကိုယ့်ရဲ့ဒီရလက်ဒီလက်ရှိအမှတ်စင်းတွေကတော့
ကိုကဘယ်လိုပြောလဲမျောလင့်ထားတဲ့တက္ကသိုလ်ကနေပြီးတော့အောင်မြင်ဖို့ပေါ့နော်အဲ့တက္ကသိုလ်မှာတက်ရအောင်မြင်ဖို့တော့ကတော့လုံလောက်ကြီးဖြစ်နိုင်ပါတယ်ဆိုတော့ဟာဆိုတော့သူအမှတ်စင်းကောင်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့လေအဲ့တော့ခုနိုဆေးဆေကီနာရာခီဘုံနိုတိုင်ကကူနီကိုကာကူဆူရူခိုတိုဝဂျူဘုံခါနိုတာနောက်တစ်ချောင်းကတော့ဆေကုနိုတာမင်ဒီဝခါနိုနာခါကီဒီနန်ဒဲမိုဆူရူစမိုရီတာဆေကိုအောင်မြင်ဖို့တော့ထမင်ဒီအတွက်ဆုံးပဲဆိုလို့ရှိရင်တော့ခါနိုနာခါကီဒီဆိုတော့ဖြစ်နိုင်တယ်ပေါ့ဘာပဲဖြစ်ပေါ့နော်ဖြစ်နိုင်တဲ့လောက်ကိုဘာလဲဆိုလို့ရှိရင်နန်းတဲ့မှုဘာပဲဖြစ်စုရုလုံးမယ်ဆိုတဲ့စမိုးရီတာတွေ့ထားပါတယ်တဲ့အမြင်တူပို့အတွက်ဆိုလို့ရှိရင်တော့လုံးလို့ရတဲ့လောက်ကိုဘာပဲဖြစ်သူလုံးမယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ဆေကိုနိုတာမင်နီဝခါနိုနာခါကီဒီနန်ဒမိုဆူရုစမိုရီတာအဲ့တော့ပေါင်းစကလုံးလေးနဲ့ဆိုလို့ရှိရင်တော့ခါနိုဆေဖြစ်နိုင်တယ်ခါနိုဆေကအာရုဖြစ်နိုင်ခြေရှိတယ်ခါနိုဆေကတာကားဆိုတော့ဖြစ်နိုင်ဖို့မြင်မာတယ်ခါနိုဆေကအိုခီဆိုတော့ဖြစ်နိုင်ခြေကအရန်ကြီးမားတယ်ဆိုတဲ့အဓိပ္ပာယ်ပါသူ့ရဲ့ဗျောင်းမြတ်အနေနဲ့ဆိုလို့ရှိရင်နိုင်မရှိဘူးဟီခွီနှင်းကြတယ်ချီးစားရင်တင်းငယ်တယ်ပေါ့နော်ဖြစ်နိုင်ဖို့တွေကနည်းတယ်နှင်းကြတယ်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုသုံးတယ်ပေါ့နော်ပြောင်းတဲ့စကားလုံးလေးနဲ့ဆိုလို့ရှိရင်တော့အဖုခါနိုနာမဖြစ်နိုင်ဘူးအဲ့တော့ခဆိုလို့ရှိရင်ဒါလုံးလို့ရတခုခုခွင့်ပြုရခွင့်လွတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုရပြီးတော့ဖုကာကြတော့မခွင့်လွတ်ဘူးမခွင့်ပြုဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဥပမာနဲ့ဆိုလို့ရှိရင်တော့ဖက်တိုကာဆိုလို့ရှိရင်ဒီ apartment တွေမှာတိုက်ခန်းတွေမှာပေါ့နော်တရိတ်ဆန်လေးတွေကိုအိမ်မွေးတရိတ်ဆန်လေးတွေကိုမွေးခွင့်ပြုရဆိုတဲ့အဓိပ္ပာယ်မှာသုံးတယ်နောက်တော့ဂျီရှောမူချီခိုမီကာဆိုတော့ခိုမီကာဆိုတော့ထဲကိုယူလို့ရတာကိုသုံးတယ်မိုချီဆိုတော့တဲ့လာပြီးတော့မှကခွင့်ပြုတယ်ဆိုတဲ့ခါကျတော့စာမွေးဖြေတဲ့ခါကျလို့ရှိရင် open book လိုမျိုးပဲဒီ G-short တွေကိုတဲ့လာလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမှာသုံးတာပါgoya ကိုဟာဂျီလခုပန်ကဖူခါနိုနာကမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါဖူခါနိုနာခေခါကိုနာရဟာဂျီမဲခါရတတဲ့နိုင်ဟိုကအီဖူခါနိုနာမဖြစ်နိုင်ဘူးဆိုတဲ့ခဲခါခုပလန်နာရဆိုလို့ရှိရင်တော့ဟာဂျီမဲခါရဆကလေးကနေပြီးတော့မှတတဲ့နိုင်မလောက်တာကအဟိုးကအီပိုကောင်းနေဆိုတော့မဖြစ်နိုင်တဲ့ plan ဆိုရင်တော့အစကလေးကမဆွဲတာပိုကောင်းနေဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့အဖူခါနုနာခေခါကုနာရဟာဂျီမဲခါရတတဲ့နိုင်ဟိုးကအီနောက်တစ်ချောင်းကတော့イカケスってこの実験を終わらせるのは不可能だイカケスဆိုတော့တလာတဲ့နဲ့ပေါ့နော်ခုနိုဒီခန်းဆိုတာကဘာလဲဆိုလို့ရှိရင်ဒီပေါ့နော်စမ်းသပ်မှုကိုတဲ့ over ဆဲရုလုံးဝပြီးအောင်လုပ်ရမယ်ဆိုတာကတော့ဖူခါနိုတာဆိုမှဖြစ်နိုင်ဘူးပေါ့နော်တလာရင်းနဲ့ဒီစမ်းသပ်မှုတွေလေ့လာမှုတွေလုပ်ရမယ်ဆိုလို့ရှိရင်တော့ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့ ikake ဆိုတဲ့この実験を終わらせるのは不可能だသူ့ရဲ့ဗျမ်းမြန်စကားလုံးဆိုလို့ရှိရင်အပေါ်ကအတိုင်းပဲခါနိုနာဖြစ်နိုင်တယ်ပေါ့နော်ဆက်နေတဲ့စကားလုံးတွေမှာဆိုလို့ရှိရင်တော့မိုးရီနာမဖြစ်နိုင်ဘူးဖုကာဆိုတော့ခွင့်မပြုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူကကျတော့ကရဲ့ဗျောင်းမြန်မှာဖုကာကဥပမာအနေနဲ့ဆိုလို့ရှိရင်တော့ in shoku fuka ဆိုတော့အစားအသောက်မစားရအောင်ခွင့်မပြုဆိုတာမျိုးပေါ့နော်ဘယ်လိုမျိုးနေရာမျိုးသုံးတယ်လဲဆိုလို့ရှိရင်စောင့်ဝဲဖြေမယ်ဆိုလို့ရှိရင်စားတာတောက်တာတွေခွင့်မပြုဘူးပေါ့နော်အဲ့လိုနေရာမျိုးတွေမှာသုံးပါတယ်587番が基本的な基本的なကကြတော့အခြေခံကြတော့အခြေခံနဲ့ဆိုင်တဲ့ basic ပေါ့နော်အဲ့လိုနေရာတွေမှာသုံးပါတယ်パソコンの基本的な使い方はマニュアルに書いてあるတဲ့パソコンဆိုတော့ကွန်ပျူတာရဲ့ပေါ့နော်基本的なအခြေခံကြတဲ့ 使い方はဆိုတော့သုံးဖို့သုံးနည်းကတော့ manual ဆိုတော့ manual မှာ書いてあるဆိုတော့ရေးထားပါတယ်တဲ့နောက်ကြောင်ကတော့うちの会社は基本的に9時から18時まで勤務時間だうちの会社はကျွန်တော်တို့ရဲ့ကုမ္ပဏီကတော့လေ基本的なအခြေခံမူအားဖြင့်ပေါ့နော်ခုကြီးခါရ18時までဆိုတော့9နာရီကနေ6နာရီအထိအလုပ်တက်လဲဆိုလို့ရှိရင်ခိမှုကြီးကန်တာဆိုတော့အလုပ်လုပ်ရတဲ့အချိန်ပဲဖြစ်ပါတယ်တဲ့အဲ့တော့うちの会社は基本的に9時から18時までが勤務時間だမဲရှိနေနေဆိုလို့ရှိရင်တော့ key home ပေါ့နော်အခြေခံမူဆိုတဲ့အိဗယ်ပါရောပြခုရခုကျူဆမ်မှာတစ်ခေါက်ပြန်လေ့လာရပါမယ်ခေါ်ရခုဟာချီချူဟာချီဘန်ကခိုကူဆိုင်တက်ခိနာခိုကူဆိုင်တက်ခိနာကနိုင်ငံတကာဝင်ပေါ့နော်နိုင်ငံတကာနဲ့ဆိုင်တော့တိုကျိုတဲ့ခိုကူဆိုင်တက်ခိနာအနီမဲဖေးစုတေဘာရူကဟီရာခါရတာတိုကျိုမှာပေါ့နော်ခိုကူဆိုင်တက်ခိနာနိုင်ငံတကာဘာလုပ်တယ်လဲဆိုလို့ရှိရင်เนาะ anime ဆိုတာက anime နဲ့ဆိုင်တဲ့ festival ဆိုတာကဘာလဲဆိုလို့ရှိရင် festival ကိုပြောတာပေါ့เนาะ anime festival ပေါ့เนาะ anime festival ကိုတဲ့ဟီရာခါရဲတာဆိုတော့ဖွင့်လှစ်ခဲ့ပါတယ်တဲ့ピアニストは国際的に活躍している。ボのエリピアニストがじゃろピアニストの
piano တည်ရသူကတော့တဲ့ခိုကူဆိုင်တက်ခီနီဆိုတော့နိုင်ငံတကာမှာခါဆူယာကူရဲ့အဓိပ္ပာယ်ကကျတော့တောက်ဝင်လှူရှားတာတခုခုကို activity လုပ်နေရဆိုတဲ့အဓိပ္ပာယ်မျိုးသုံးနေပေါ့နော်အမှရှိတက်ဤလုပ်နေပါဆိုတဲ့ခါကျတော့သူကဘာလဲဆိုနိုင်ငံတကာအထီတောင်မှာရေပန်းစားတယ်သူရဲ့ activity တွေလုပ်နေရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးသုံးပါတယ်အဲ့တော့ ano pianisto ကခိုဆိုင်တက်ခီနီခါဆူယာကူစတဲ့ဤသူနောက်တစ်ချောင်းကတော့ခုနိုတိုင်ကကူကလူကကူစေကအိုတဲ့တူတမခိုဆိုင်တက်ခီဒက်စနေတဲ့ခုနိုတိုင်ကကူကဒီတက္ကသိုလ်ကတော့လေဒီယူကကူစေဆိုတော့ပညာတော်သင်ကျောင်းသားပေါ့နော်နိုင်ငံခြားလာတဲ့ပညာတော်သင်ကျောင်းသားကအိုခုတဲ့ဆိုတော့အရင်များပြီးတော့မှတူတဲမို့တော်တော်လေးကိုခိုဆိုင်တက်ခီဒက်စနေဆိုတော့နိုင်ငံတကာဆိုင်နေပေါ့နော်ဘယ်လိုပြောရမလဲ international ဆန်နေဆိုတဲ့ပုံစံမျိုးပြောတာပါအဲ့တော့မဲရှိနေနေဆိုလို့ရှိရင်တော့ခိုကူဆိုင်နိုင်ငံတကာပေါ့နော်သူကရုံးရခုလက်ခုပံမှာလှလက်ခဲ့ပြီးသားပေါ့နော်။ကိုရခုဟာဂျီဂျူကျူပံကိုတွားလိုက်မယ်ဆိုလို့ရှိရင်တော့ဘာလာနာကတကွဲတပြားဖြစ်နေတာကိုပြောတာပါ။မင်းနာနိုအိခင်ကဘာလာတဲ့နခနာကခက်စရုံကတဲ့နိုင်မင်းနာနိုအားလုံးရဲ့အိခင်ထင်မြင်ယူဆချက်တွေကဘာလာဆိုတော့တကွဲတပြားစီတဲ့ဖြစ်နေကြမလို့နခနာကတော်တော်နဲ့ခက်စရုံညီကုန်းကျုပ်ကတဲ့နိုင်မထွက်နိုင်ဘူးဆိုတဲ့ခါကျတော့တယောက်တစ်ပေါက်စီပြောနေကြအမျိုးမျိုးတွေပြောနေရထင်ရှားမြင်တာတွေပြောနေတဲ့ခါကျတော့ဘလို့အဆုံးသတ်ရမလဲဒီကုန်းချုပ်ရမလဲဆိုတာကိုဘလို့ပြောရမလဲဒါကိုဘာလို့လိုက်ရမလဲဆိုတဲ့ဟာမျိုးလုပ်ဖို့ကတော်တော်နဲ့ထွက်မလာဘူးဆိုတဲ့ဒီပြောတာပါနောက်တစ်ကြောင်းကတော့အီမာဝခဆုကူကဗလာနိခရရှိတဲ့ဤတူတော့အီမာဝလက်ရှိကတော့လေခဆုကူကဆိုတော့မိသားစုတွေကတော့ဗလာနိတကွဲတပြားစီပေါ့နော်တနေရာစီမှာခူရရှ်တဲ့ဤသူဆိုတော့နေထိုင်နေပါတယ်ဂျပန်ရောက်နေတာထိုင်းရောက်နေတာမြန်မာရောက်နေတာစင်ကာပူရောက်နေတာအဲ့ဒါမျိုးအမေရိကရောက်နေတာအဲ့လိုမျိုးတကွဲတပြားတွေနေမှာပေါ့နော်အဲ့ဒီမျိုးအဓိပ္ပာယ်ကိုပြောတာပါဂေါရောက်ခု QQ ဘန်ကကျတော့ဘိုရိုနာကကျတော့ဆုတ်ပြတ်တက်တာဟောင်းနှွမ်းနေတာရွဲပလဲနေတဲ့အဓိပ္ပာယ်တွေမှာသုံးပါတယ်ဘိုရိုနာဒါမှမဟုတ်လဲ no ပေါ့နော်အဲ့လိုမျိုးသုံးလို့ရပြီးတော့ဖုခုဟောင်းနှွမ်းဆုတ်ပြတ်နေတဲ့အဝိဘိုရိုနာရေဟောင်းနှမ်းဆုပ်ပြနေတဲ့အိမ်လို့ဆိုပြီးသုံးပါတယ်နောက်တစ်ချောင်းကတော့ဟီဒိုအီမဲနီအတဲ့မီမိုခိုကိုရိုမိုဘိုနီနာတက်ရှမတာဟီဒိုအီမဲဆိုတော့မကောင်းတဲ့မျိုးလုံးနဲ့ပေါ့နော်အတဲ့ဆိုကြုံတာကလာရတယ်ဆိုတာကပါလဲဆိုလို့ရှိရင်ဒုက္ခပေါ့နော်ကြုံလာရတဲ့အတွက်ကြောင့်မလို့မီမိုခိုကိုရိုမိုဆိုတော့ကိုရောစိတ်ကောဘာလဲဆိုရှင်ဘရိုဆိုတော့လေလုံးဝဆုပ်ပြတ်တက်သွားပြီးတော့မှနတ်တက်ရှင်မတာဖြစ်သွားခဲ့ပါတယ်ဆိုတက်ရှင်မတာဆိုမှကောင်းတဲ့နေရာမှာတကူကြုံတဲ့နေရာမှာသုံးတာဆိုတဲ့ခါကျတော့ရန်ကိုဒုက္ခရောက်ပြီးတော့မှလူရောကိုရောစိတ်ကောကိုရောထောင်းကြည့်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုနေရာမှာသုံးပါတယ်အဲ့တော့ဟီဒိုအီမဲနီအတဲ့မီမိုခိုရိုမိုဘိုနီနတ်တက်ရှင်မတာအတူတူလိုက်ချက်ပေးကြကြမလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဘယ်မှာပြန်လဲတွေ့ကြမယ်နော်တတ်ဘိုင်